对这里是的这里也开始了，阿龙不一样是吧？ပိုက်ကဘယ်နဲ့ပေလဲဆိုပိုက်က10ပေပါဗျ။အကြီးလေးညညရှိသေးတယ်။ဟိုကဘယ်မှာလဲဆိုကိုတို့ဘုံပင်ခရိုင်ညောင်တုံးမြို့မှာပါဗျ။ဝေစပါတော့မေဗျ။သူတို့ပဲမောင်တော်ဖျားဝေတယောက်ကြီးဖိတ်ကိုဘော်လီဘောပြိုင်ပွဲပရမသူသိန်း100ဒုတိယသူသိန်း90တတိယသူသိန်း30စတုတ္ထသူ10သိန်းသူရှိမြင့်မဲ့ဘာမရှုံးရတဲ့တိုင်းမှာအဲ့ရကြတဲ့တိုင်းမှာအုပ်စုပွဲစဉ်ပြီးရှင်းပြိုင်ကစားမယ်စပိုင်ဟောအသင်းနဲ့လူရှိ FC အသင်းကတော့မကြခင်ရှင်တော်တွေမှာစတင်ရှင်းပြိုင်တော့မှာပါဗျစပိုင်ဟော1ရဲ့ first line နဲ့ကစားသမားဆိုရင်တော့ကျွန်းနံပါတ်2ကျော်ထွေးကျွန်းနံပါတ်7ခိုင်မင်းကျွန်းနံပါတ်9ရေလင်းအောင်ကျွန်းနံပါတ်20အောင်မျိုးကျော်ခပကံပါဗျလူရှိ FD တင်ရဲ့ first line နဲ့ဆိုရင်တော့ကျွန်းနံပါတ်19မင်းခန့်ကျွန်းနံပါတ်15ခိုင်ကြီးကျွန်းနံပါတ်9ဆိုင်းမောင်တင်ကျွန်းနံပါတ်14တင့်ထူးပိုင်ပါဗျဝေစပါပြီဗျစပိုင်ဟော1ရဲ့ကျွန်းနံပါတ်2ကိုကျော်ထွေးစားပဲပါဗျကျွန်းနံပါတ်2ကိုကျော်ထွေးစပေးဖို့ထိုးထားပြီဗျတင့်ထူးပိုင်ကောင်းလုံးနေဗျအမလက်ဩပါဗျကျွန်းနံပါတ်7မင်းခန့်စားပေးပါဗျခိုင်မင်းဖမ်းထားပြီဗျရဲလင်းအောင်ပါဗျနော်ညီမလေးစဉ်ဖြစ်ဖို့အလားအလာရှိတဲ့လူငယ်တင်းလင်းပလေယာလေးတွေပါဗျတင်ထူးပိုင်ပါနဲ့လွန်နေဗျမလက်ဩပါကြည်ပွဲမဲ့15မှတ်ဆိုတော့ဒါနှစ်ဘက်ကစားသမားတွေကစားအားကိုလေဒါမြင်တွေ့ခွင့်ရမယ်ဗျမလက်ဩပါပဲဗျဒီလေး15မှတ်ဂိမ်းပါဗျကျွန်တော်နေကြော်တွေးစားပေးစိုင်းမောင်တင်ဖမ်းထားပြီဗျဒီသာတိုင်းလောကမှာဒါပြိုင်ဘက်ကင်းနေတဲ့စိုင်းမောင်တင်ကတော့တင်းညင်ညင်ပဲကစားနေတယ်ပဲဗျကျွန်တော်ဇက်ကွန်မိန်ခန့်စားပေးပကံဖမ်းထားပြီဗျရဲလင်းအောင်ဒီပွဲရအကြိုက်ကြည့်ရမယ့်ပွဲပါဗျနော်ဒေသတိုင်းလောကရဲ့ဒေသကျန်နယ်မကြီးကစားသမားတွေနဲ့ညီမလေးစဉ်ကစားသမားရဲ့အကျိတ်နဲ့ရှင်းပြိုင်တဲ့အုပ်စုပွဲစဉ်ပါဗျဟုတ်ကဲ့ပါညီလေးစိုးမောင်ရေအလုံးမအားတဲ့ဂျားတွေကအလုပ်ထရနေအားပေးလို့ကျေးဇူးတင်ပါတယ်ဗျမလက်ဩပါပဲဗျမလက်ဩကျွန်တော်နေ့ကိုကျော်ထွေးစားပေးခိုင်ဖမ်းထားပြီဗျတင်ထူးပါရဲ့ရိုင်လုံးအောင်မျိုးကျော်မိထားပြီဗျမ1လက်ပါအမေရပြီပေါ့မ1လက်ကိုကျော်ထွေးစားပေးပါဗျစိုင်းမောင်တင်ပါနဲ့လုံးနေဗျမလက်1ပါခွေးတော့ခွေးပိုင်ရင်နေပြီးတော့နေထက်လင်းကကိုကြီးမကစားတော့ဘူးဗျခွေး
ပကံရိုက်လုံးတိထူးကမိထားပြီဗျစိုင်းမောင်တင်တမတ်ရအောင်ရယူထားနိုင်ပြီဗျအမှတ်1 over အဲ့အားနေလို့လေးပဲကောင်းတယ်စာပရှိအမှတ်1 over ပြီဗျကျွန်မနဲ့ကြော်ထွေးစားပစ်ပါဗျခိုင်ဖန်ထားပြီဗျတင်ထူးပိုင်ဒါတေးလန်ပလေယာတွေရဲ့ကျိတ်နဲ့ရှင်မြိုင်နဲ့ပွေးပါဗျဒီရှိပုဂ္ဂိုလ်ကြီးလှိုင်ဘွားမပဘူးဗျကျွေးပေါင်းမပါသေးဘူးဗျလိုင်းတဲ့ထဲမှာတော့ဒီလေးတင်ကိုကြီးဘယ်သူမှမနိုင်သေးဘူးဗျအခုမှကစားနေသေးပဲရှိသေးတယ်ဗျမ1 over ပဲဗျမတွေ့တော့ကြရှိတာကျွန်တော်ဆက်ကုန်မင်းခန့်စားပေးပကံဖမ်းထားပြီဗျပွဲလေးကနောက်ပိုင်းကျညစ်လာတောက်လို့လောရတယ်သူကမ1 over ပဲဗျကတော့ဘေးထွက်တိုင်းသွားတယ်ကိုကြီးတယောက်ကတော့မှန်သွားရဝေးရတယ်တင်ထူးပိုင်ကောင်းလုံးနေဗျမ1 over ကျွန်တော်ဆက်ကုန်မင်းခန့်စားပေးပါဗျပကံဖမ်းထားပြီဗျစာပရှိအမှတ်1 over ဒီပါပါတယ်ဗျတရုတ်ကြီးပွဲကဒီပွဲပြီးတရုတ်ကြီးပါတယ်ပွဲပါမယ်ဗျရွှေရုပ်လေးသင်းဒီပွဲပြီးပါဗျမတူဝမ်းမှာလက်ထောင်းနဲ့နေပါလို့ဟုတ်တယ်ညီလေးတင်ကိုကြီးခုမှပထမပွဲပါဗျမတူဝမ်းမှာကျွန်တော်21ခိုင်မင်းစားပဲပါဗျစားပဲရှိမ1 2ပါစားပဲရှိမ2 1ပါပဲဗျစိုင်းမောင်တင်ပဲနိုင်မယ်နေဟုတ်တယ်ထင်လို့တော့ရတယ်ဗျမပွဲရတော့ကစားကြည့်နေသေးပဲဗျစားပဲရှိမ1 2ပါဘိုးနေနေနော်အိုးတင်ထူးပိုင်ပါဗျမတူဩပါဟုတ်တယ်ပွဲရဒါဘေးပြည့်ထည့်ထားတဲ့လူတွေကတော့ကြည်ရကြိုနံပါတ်ပွဲကောင်းပါဗျစာပရှိမတူဩပါပဲဗျဟယ်လိုဘယ်ထဲမှာကားကြီးနဲ့ဆိုင်ရည်ကြီးရှိနေပါလဲခိုင်နေစေဝတက်ထားပြီဗျဘကဲပါဗျဒီမလေးနဲ့ကစားသမားလေးရဲ့ကစားအားကောင်းလုံးနေဗျဒီကောင်းလေးပါမ3 2ပါစာပရှိအမှတ်2 3ပါဗျရဲလင်းအောင်ပါဗျရဲလင်းအောင်ထွက်လာပြီကွာတဲ့ဘာမှလည်းတက်ထွက်လာတော့တိုင်းပါမ3 2ပါ
စာပေရှိအမှတ်2 3ပါပဲဗျရေလင်းဟောင်းကောင်းလုံးနေဗျရွှေရောင်မျိုးသက်သေးကစားသမားတွေရဲ့ကစားအားတော့ကောင်းလုံးနေဗျမှတ်3 2ပါဆိုင်မောင်တင်ပါဗျခီပွဲစဉ်ကမနေ့ကဖွင့်ပွဲစဉ်မှာခီအနိုင်ရရှိသွားတယ်ဗျဒီနေ့ခီပွဲစဉ်မပေါဘူးဗျလက်ကြီးနဲ့ပြနေတယ်မခိုးတူဖြစ်သွားပြီဗျစာပေရှိအမှတ်2ဖို့ပါဟောဒီတော့ငါပြည့်တဲ့ရှိမှဒီငါမသိဘူးငါဟောမပါဘူးပဲလို့ဟဲ့ဒါလာဘူးတော့တယ်ခိုင်စာပေပြောင်းထိုးပြီဗျစာပေရှိဘောကြီးကြောက်တယ်ဗျာဘောကြီးကြောက်တယ်ဗျဘောကြီးဟုတ်တယ်ကမောင်ဝမျိုးကြီးပွဲရတော့ကြည့်ရတာကောင်းလုံးနေဗျကျွန်တော်နဲ့7ခိုင်မင်းစာပေစိုင်းမောင်နဲ့ဖမ်းထားပြီဗျစိုင်းမောင်တင်ပါဗျမှတ်2ဖို့ပါမင်းခန့်စာပေခိုင်မင်းဖမ်းထားပြီဗျစာပေရှိအမှတ်4 2ပါပဲဗျကျွန်တော်21ခိုင်မင်းစားပဲပါဗျဆိုင်မောင်တင်ရိုင်လုံးတော့ရင်းလင်းအောင်ဘလော့ကင်မိထားပြီဗျပွဲမစားခင်ရတော့၄ယောက်ကြီးကစားရတဲ့ပြိုင်ပွဲဖြစ်သည့်အတွက်ဆိုင်မောင်တင်တို့နိုင်မယ်လို့ရည်ပန်းစားနေပြီမယ်အမှတ်ကတော့မြန်မာလေးပြည်ကစားသမားအများစုနဲ့သူ့ပွဲထားတဲ့စမိုင်းဟိုဝမ်းကပဲပထမပွဲစဉ်မှာ6မှတ်2မှတ်နဲ့ပွဲဥဆောင်ထားပြီဗျကိုမိုးသူရေ YouTube ကနေမလွှင့်ပါဘူးခင်ဗျဒီလာရမင်းဝင်တော့မယ်တော်တယ်ကမကြော်ဘူးနိုင်လိုက်ဝင်ဟုတ်တယ်ဒီဘက်က၄ကဒီမားလေးပြည်ကစားသမားတွေအများစုနဲ့စုဖွဲ့ထားတဲ့ Smile 1မှာဗျစစ်တူဝေပြန်စပါပြီဗျကျွန်တော်နဲ့7ခိုင်မင်းစားပဲပါဗျစားပဲရှိအမှတ်2စစ်ပါလူရှိ FZ ကတော့ကျွန်တော်15ခိုင်စားပဲပြောင်းထိုးပြီဗျခိုင်မင်းဖမ်းထားတယ်ဗျအိုးပကံပါဗျဒီမလေးတင်ကစားသမားလေးရေကစားအောင်ကောင်းလုံးနေဗျမတ်စစ်တူပါကျွန်တော်နဲ့7ခိုင်မင်းစားပဲစိုင်းမောင်နဲ့ဖမ်းထားပြီဗျစိုင်းမောင်နဲ့ပါနဲ့လုံးနေဗျဟုတ်တယ်ညီလေးဒေးဗစ်ကြီးနီးပြကြီးကတော့ကုတင်စိုးသူကြီးပါဗျကိုကြီးအောင်မျိုးကြီးကိုဘိုးစင်ကြီးအားမလို့အားမရဖြစ်နေရဗျဒီပွဲပြီးသူ့ပွဲကစားရမယ်ဗျစိုင်းမောင်နဲ့ဘလော့ကင်မိထားပြီဗျမ3စစ်ပါဟ
ဟုတ်ကဲ့ပါကိုကြီးအဲ့ဒါတော့ဂျီသတန်လောကရဲ့ထိတ်တန်းကစားသမားကြီးစိုင်းမောင်တင်ကြီးပါဗျရေလင်းအောင်ကောင်းလုံးနေဗျမစစ်3ပါကျွန်တော်27ခိုင်မင်းစားပဲခိုင်ဖမ်းထားပြီဗျစားပဲရှင်မ3စစ်ပါကတော့ရောမထည့်သေးဘူးဘီတို့ မိုးစိုးရေဒီလိုလေးကြည့်ရဖို့တော့ line မနှဲခေါင်းစုတောင်းနေရပဲကျွန်တော်ဖုန်းနဲ့ကြော replay လုပ်လို့မရဘူးဗျာနော်ကိုကြီးမဖိုးစီဖြစ်သွားပြီဗျဒီပွဲတွေက replay သာပြန်ပြနိုင်ရင်တော့ဘောလီဘောရှိဝါသနာရှင်တွေအတွက်ကြည့်လို့ပိုကောင်းပဲပွဲကောင်းပါဗျဗကန်ပါဗျမစစ်ဖိုးပါမရလေကွာပုံမျိုးဆောက်နေတယ်ကျွန်တော်27ခိုင်မင်းစားပဲပါဗျဦးဇင်းတော့တင်တူးပိုင်နဲ့မင်းခန်းနဲ့နားလည်မှုအနေငယ်လွေးသွားတာဖြစ်သည့်အတွက်စပိုင်ဟော1ကပဲနောက်တစ်မှတ်ရယူသွားပြီဗျ7ဖိုးပါဘကံပါဗျပါနဲ့နေပြီနော်ဘိုးမချဘူးမအိတ်ဖိုးပါကျွန်တော်27ခိုင်မင်းစားပဲပါဗျခိုင်မင်းဖမ်းထားပြီဗျစားပဲရှိမဖိုးအိတ်ပါတဲ့သားရပြည့်ဖို့မလို့ခိုင်းမယ်တော့ပကံနဲ့ရဲလေးအောင်က19နှစ်လို့ပြောတယ်ဗျအိုးပကံကောင်းလုံးနေဗျတရားမင်းတို့ဒီကရဲလေးအောင်တယောက်ပဲရှားတာဟိုမှာမြတ်တရားဒီလူပဲရှားတာတယောက်တော့ဘယ်ဝင်လားကျွန်တော်27ခိုင်မင်းစားပဲခိုင်ဖမ်းထားပြီဗျအဲ့ဒါကျွန်တော်27ခိုင်မင်းပါဗျဟာဘာလေဘရိုကတက်ရပါလေဘရိုနှစ်ယောက်ရဲ့ရှင်ပြိုင်မှုအားပြိုင်မှုကတော့ခိုင်မင်းနဲ့ခိုင်ကြည့်ကောင်းနေပြီဗျအိုးထင်ထူးပိုင်ပါဗျဘာလဲတမိပြီမမှန်နဲ့ကွာငါကလေးတွေကျွန်တော်15ခိုင်စားပဲခိုင်မင်းဖမ်းထားပြီဗျပကံပါဗျမ10မှတ်4မှတ်ဖြစ်သွားပြီဗျကျွန်တော်27ခိုင်မင်းစားပဲတင်ထူးပိုင်ဖမ်းထားပြီဗျစိုင်းမောင်တင်ပါဗျဟုတ်တယ်ညီလေးကြွေရတဲ့မနေ့ကတော့ဖိုးရှိကြီးယုံသွားတယ်ဗျမ10မှတ်4မှတ်ပါမရကြောက်နေတာသူတို့ကဟုတ်တယ်ညီလေးတင်မျိုးတွေစပေးဘောကစပေးရက်ထိုးပါဗျနေမဟေးထိတ်ပါလည်းမလုပ်ပါနဲ့
မာလေးတင်ကစားသမားကြီးကတော့သူ့ရဲ့လှုပ်ထုံးလှုပ်နေတိုင်းတကွက်ပြပြန်ပြီဗျဟုတ်တယ်ကုကြီးအောင်ပြောရေတယ်လန်ပလေယာတွေရဲ့ကစားအားတော့တော်လေးကောင်းလုံးနေဗျစမိုင်းကိုဝမ်းကိုတော့ဒါဝါရင်တွေ့ကြုံကစားသမားကြီးခိုင်မဲရတော့ပွဲထိန်းထားပြီဗျစားပဲရှိအမှတ်4မှတ်10မှတ်ပါပဲဗျဟုတ်တယ်အကာကြီးကမြင့်လုံးနေဗျအိုးစားပဲရှိအမှတ်10မှတ်4မှတ်ပါပဲဗျကျွန်တော်မှ21ခိုင်မင်းစားပဲဆိုင်းမောင်တင်ဖမ်းထားပြီဗျအမင်းစေထားပြီဗျရဲလင်းအောင်တမတ်ရယူသွားပြန်ပြီဗျအမှတ်11ဖိုးပါကျွန်တော်21ခိုင်မင်းစားပဲကောင်းနေဗျမဖိုး11မှာလက်နဲ့လေးလို့ကျေလင်းအောင်ကတော့ကောင်းလို့နေဗျဘယ်မှာလဲဆိုတို့မေဦးပင်ခရိုင်ညောင်လုံးမြို့နေမှာပါဗျအဲ့ဒါကကျွန်တော်21ခိုင်မင်းစားပဲပါဗျခိုင်မင်းစားပဲတင်ထူးပိုင်နဲ့ခိုင်ကြီးကြားထဲမှာတမတ်ရယူသွားပြန်ပြီဗျမတ်တွဲဖိုးပါသမဘောထိုးရတာကလည်းကြာသွားလို့ဆယ်ထားတယ်လို့ဝင်ပါကျွန်တော်15ခိုင်စားပဲပါဗျခိုင်စားပဲလိုင်းတူလိုင်းအနေငယ်ဝေးသွားတယ်ဗျကျွန်တော်21ခိုင်မင်းစားပဲနောက်စီးမှာကြာသွားပြန်ပြီဗျမတ်73မှတ်4မှတ်ပါကွာဘောတော့ကဘလူလဲပါညတမက်ရမှာဘယ်ကြပါဟုတ်ပြီပကံတော့အမှားယွင်းမရှိဘူးဗျာနော်အမတ်တူပါပြီကျဲရှိရတော့အမတ်တူပါပြီကျဲရှိနာကဲညီမလေးတင်ကစားသမားတွေရေကစားအားတော့ကြည့်ရတာတော်တော်လေးကောင်းလုံးနေပြီဗျခိုင်မင်းရဲ့စားပင်းနဲ့ပဲပမပွင်းငယ်ကိုအနိုင်ရရှိသွားပြီဗျဟဲ့နောက်တစ်ပွဲနိုင်အောင်လို့နှစ်ပွဲပြန်နဲ့သုံးပွဲရအောင်မတာကြီးတော့သေးရှိသေးတယ်အမေရတော့ပြီလားချစ်ပွဲကြီးပါ呀，没让打的，我后边等俺了呀。